ဒီနေ့ကနေစပြီးတော့ကျွန်တော်အနေနဲ့9ရက်အတွင်းပေါ့နော်လာမယ့်9ရက်အတွင်းမှာတင့်နေနဲ့ငွေတွေအများကြီးဝေမိုးရှိတယ်အလူအတန်းတွေအများကြီးလောက်ရဖို့ရှိပါတယ်ဗျာအရန်ကိုကောင်းတဲ့အာနာကြီးဖြစ်ပါတယ်ဗျာမယုံဘူးလားမယုံရင်ကျွန်တော်ရဲ့လက်သုံးစကားစောင့်ကြည့်ပါနော်โอเคအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်နာမည်တားတော့ပါမင်းအက်ကဖြစ်ပါတယ်ဗျာကျွန်တော်အနေနဲ့ဒီနေ့မှာတော့ဒီ9ရက်အတွင်းပေါ့နော်ဒီနေ့ကနေစပြီးတော့ကျွန်တော်နောက်9ရက်အတွင်းပေါ့နော်တင်းစီကိုရောက်ရှိလာမယ့်အရာတွေကိုကျွန်တော်အနေနဲ့လာရောက်ပြီးတော့ Universe ရဲ့သတင်းစကားတွေကိုလာရောက်ပြီးတော့ပြောကြားတာဖြစ်ပါတယ်ဗျာကျွန်တော်တို့ဒီနေ့ကနေစပြီးတော့နောက်ထပ်9ရက်အတွင်းပေါ့နော်တင်းစီကိုကိုမမျော်လင့်ထားတဲ့နေရာကနေပြီးတော့ငွေတွေဝင်တာမျိုးတွေဒါမှမဟုတ်ကျွန်တော်အနေနဲ့ပစ္စည်းဥစ္စာတွေတော့၎င်းပေါ့နော်ကို့သူလက်ဆောင်ရတာမျိုးတွေပဲဖြစ်ဖြစ်အမွေရတာမျိုးတွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့ပေါ့နော်ဒီလိုမျိုးတွေလုပ်ငန်းနေရာနေသင့်ပေါ့နော်ကျွန်တော်တို့အနေနဲ့ငွေဝင်လာတာမျိုးတွေဥပမာကျွန်တော်အနေနဲ့ငွေဝင်လမ်းကြောင်းအသစ်တွေကိုရရှိတာမျိုးတွေဒီ9ရက်အတွင်းမှာကြုံတွေ့ရပြီးတော့ကိုယ့်စီကိုငွေတွေအသက်မပြတ်ဝင်ရောက်လာတဲ့နမိတ်လက္ခဏာတွေကိုကျွန်တော်အနေနဲ့ဝန်တာအားရလာပြီးတော့ energy လေးကိုမျှဝေတာဖြစ်ပါတယ်ဗျအဲ့တော့ဒီ9ရက်အတွင်းမှာကျွန်တော်အနေနဲ့ထူးထူးခြားခြားပေါ့နော်ကိုယ့်အနေနဲ့ကိုယ့်အိမ်မှာဖြစ်သေးဒါမှမဟုတ်ကိုယ့်ရဲ့ဒီအနီးနားပုံဝန်းကျင်မှာဖြစ်သေးကိုယ့်ရဲ့အသီးမိတ်ဆွေတွေထဲမှာဖြစ်သေးပေါ့နော်ကျွန်တော်တို့အနေနဲ့အလူတန်းကိစ္စတွေကိုကျွန်တော်အနေနဲ့ပါဝင်ဆောင်ရွက်ပေးရတာမျိုးတွေဒါမှမဟုတ်ကိုယ်တိုင်ကိုကြပေါ့နော်လူရတာမျိုးတွေကြုံတွေ့ရပြီဆိုရင်ဒါကတော့တင့်အတွက်ကျွန်တော်ပြောသလိုမျိုးနော်ကျွန်တော်ပြီးခဲ့တဲ့တစ်ခေါက် reading ထဲမှာလည်းကျွန်တော်ပြောထားတယ်ပေါ့နော်အဲ့လိုမျိုးအလူအတန်းမျိုးတွေကိုကိုယ့်အနေနဲ့ပါဝင်ပတ်သက်ရပြီဒါမှမဟုတ်လူတန်းရပြီဆိုရင်ကျွန်တော်နေဒါဟာကိုယ့်ရဲ့ကံစားတာတွေအကောင်းဘက်ကိုရောက်ရှိလာပြီဆိုတာကိုသိအနေနဲ့သဘောပေါက်ရမှာဖြစ်ပါတယ်ဗျကျွန်တော်ပြောသလိုမျိုးကတော့အဲ့လိုမျိုးကလည်းကျွန်တော်အနေနဲ့အလူတန်းကိစ္စတွေပရိဟိတလုပ်ငန်းတွေကိုကိုယ်တိုင်ကိုကြဝင်ရောက်ပြီးတော့ကူညီလှုပ်ဆောင်ပေးရပြီဆိုရင်ကျွန်တော်အနေနဲ့ပါဝင်ပတ်သက်ရပြီဆိုရင်နောက်နေ့မှာကျွန်တော်အနေနဲ့ထီထိုးပါဗျထီထိုးပါနော်ကျွန်တော်ပြောရတော့ထီထိုးပါနော်အဲ့လိုမျိုးတွေပရိဟိတတွေအလူတန်းတွေမှာလူပြစ်တယ်ဆိုရင်ပေါ့နော်ကျွန်တော်အနေနဲ့ထီလေးကန်ဆန်းပြီးတော့ထိုးလိုက်ပါဗျအဲ့တော့ကျွန်တော်ပြောလို့ပေါ့နော်ဒီနေ့ကနေစပြီးတော့9ရက်အတွင်းမှာတင့်စီကိုငွေရေးကြေးရေးကန်တာတွေအရန်ကောင်းနေတာဖြစ်တယ်ပေါ့နော်ကျွန်တော်အနေနဲ့အခုလက်ရှိအချိန်မှာငွေရေးကြေးရေးတက်ပတ်သက်ပြီးတော့စိတ်ညစ်နေရတဲ့သူတွေအကြက်တဲဖြစ်နေရတဲ့သူတွေပေါ့နော်ကျွန်တော်အနေနဲ့အားရထားပါဒီနေ့ကနေစပြီးတော့နောက်9ရက်အတွင်းမှာတင်ဖြစ်ပွားနေတဲ့အကြက်အတဲတွေအခက်ခဲတွေငွေရေးကြေးရေးနဲ့ပတ်သက်တဲ့ကိစ္စတွေအားလုံးစိတ်အေးလက်အေးနဲ့ပေါ့နော်ကျွန်တော်တို့နေအမြန်ဆုံးပြည်လေသွားမှဖြစ်တဲ့တော့ပေါ့နော်ကျွန်တော်တို့နေဘာမှစိတ်ပူစရာမလိုပါဘူးကျွန်တော်အနေနဲ့ပေါ့နော်ကိုယ့်ရဲ့ကံတာတာကိုဝေးကြေးကံနေပို့ပြီးတော့ကောင်းမွန်လာဖို့တော့လက်ရွှင်ဖို့တော့ပေါ့နော်ကျွန်တော်အနေနဲ့ကိုယ့်အိမ်ကဖျားမှာပေါ့နော်ကျွန်တော်အနေနဲ့အုံသီးပါတဲ့ပေါ့နော်မုံလေးတွေကတ်လူတန်းပြီးတော့ကျွန်တော်အနေနဲ့စုတောင်းမှပြီးရင်ပေါ့နော်ကျွန်တော်အနေနဲ့ပူစာကျွေးတာလေးတွေဘိုက်စာနေတဲ့လမ်းမေးကတလိမ့်ဆန်လေးတွေကိုအစာကျွေးခြင်းနဲ့ကုသိုလ်လုပ်ပြီးတော့ဗောနော်ကျွန်တော်နဲ့ကံသာတာရဲ့အထောက်ပံ့မှုရရှိပြီးတော့ကံနေပို့ပြီးတော့ကောင်းအောင်ဆောင်ရွက်လို့ရပါတယ်ဗျာအားလုံးပဲကျွန်တော်ပြောသလိုလေးလိုက်လုပ်ကြပါဗျာကျေးဇူးတင်ပါတယ်